Unification ကာလရဲ့အလယ်ပိုင်းကာလလောက်မှာ Emperor ကသူ့ရဲ့စစ်တပ်တွေကို Empire ရဲ့အထူးစစ်သားတွေဖြစ်တဲ့ Custodian စီကိုဦးဆောင်မှုအမိန့်ပေးခဲ့ပြီးမူလအခြေစိုက်ရာနေရာဖြစ်တဲ့ Himawanta တောင်တန်းစီကိုပြန်လာခဲ့ပါတယ်။ Unification အလယ်ပိုင်းကာလဆိုတာက Emperor ကကမ္ဘာမြေပေါ်မှာရှိတဲ့အတန်မာဆုံး Empire တစ်ခုဖြစ်တဲ့ Arch Empire ကိုတိုက်ခိုက်သိမ်းပိုက်ပြီးရဲ့ကာလမှာဖြစ်ပါတယ်။ Empire က Dageco Technology ခေတ်ကတည်ဆောက်ခဲ့တဲ့စက်တပ်ခန်းတွေရှိပြီးရွေချက်တစ်ခုလည်းရှိပါတယ်။အဲဒီရွေချက်ကတော့ Empire က Galaxy တစ်ခုလုံးကိုနေချဲနိုင်မှုအတွက်တာမန်လူသားတွေထက်သာလွန်တဲ့စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ Primer အယောက်20ကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။ Emperor ဟာ Primer Project ကိုစတင်တုန်းက Emperor တယောက်တည်းမဟုတ်ခဲ့ဘဲနဲ့ Emperor နဲ့အရင်းနှီးဆုံးဖြစ်တဲ့ Magadoli စစ်ကြလိုက် Armor Astadi နဲ့ Elder စတဲ့သူတွေအပြင်တခြားကမ္ဘာပေါ်က Puppet Jewel တွေလည်းပါဝင်ခဲ့ပါတယ်။ Emperor ဟာ Primer Project အတွက်အဓိကဦးဆောင်ခဲ့သူဖြစ်ပြီးတော့ Custodian တွေကိုဖန်တီးခဲ့တယ်လို့ပဲသူ့ရဲ့မျိုးဗီဇကိုအခြေခံအဖြစ်အသုံးပြုခဲ့တယ်လို့မျိုး Warp ထဲမှာနေထိုင်တဲ့ Chaos God တွေရှိကလည်းစွမ်းအိမ်တွေနဲ့ဘုသူဒနဲ့စွမ်းအားတချို့ကိုလည်းအလဲလှယ်လုပ်ခဲ့တယ်လို့ယူဆရပါတယ်။ဒီမှာမေးစရာတစ်ခုရှိတာက Emperor ကိုဖန်တီးခဲ့တဲ့ Shaman တွေဟာ Chaos God အကြောင်းကိုကောင်းကောင်းသိလို့ Chaos God ကြောင့်လည်း Galaxy ကြီးအမှောင်ကျမယ်ဆိုတာကိုလည်းသိပါတယ်။ဒါဆိုရင်ဘာကြောင့် Chaos God တွေနဲ့ Empire ကအလဲလှယ်လုပ်ရလဲ။ဒီကြောင်းကိုပြောမယ်ဆိုတော့နည်းနည်းလေးတော့ရှုပ်ထွေးပါတယ်။ရှုပ်ထွေးရလို့ပြောရမယ်ဆိုတာတဲ့တချို့အရာတွေက Warhammer ကိုရေးတဲ့ GW ကစာရေးဆရာတွေကတချို့အရာတွေကိုထည့်မိခဲ့ရကြမှာ။ဒါပေမဲ့ Warhammer စာအုပ်တွေထဲမှာရေးထားတဲ့အကြောင်းအရာတွေကိုတော့ဖော်ပြပေးသွားပါမယ်။ Empire က Aeon Strike ကာလအတွင်းမှာ Puppet Jewel နဲ့မိုးလက်လို့ခေါ်တဲ့ဂျိုကိုရှေးအောင်အာကာသယာဉ်တစ်စီးနဲ့တွားခဲ့ကြပါတယ်။ခရီးစဉ်က Aeon Strike ကာလမလို့ Warp ကိုအသုံးပြုလို့မရဖြစ်တဲ့အတွက်ကြောင့်မလို့အလင်းထက်နှေးတဲ့အချိန်လုံးနဲ့တွားခဲ့ရပါတယ်။ခရီးစဉ်ဟာရာစုနှစ်ပေါင်းများစွာကြာရှည်ခဲ့လို့လည်းစာအုပ်တချို့မှာဖော်ပြထားပါတယ်။ Emperor အတွက်မိုးလက်ခရီးစဉ်ဟာအတော်လေးအရေးပါခဲ့ပါတယ်။မိုးလက်ဂျိုကိုလူသားတွေဟာ Dark Age of Technology ခေတ်ထဲမှာရှာတွေ့ခဲ့ရဖြစ်ပြီးမိုးလက်ဂျိုပေါ်မှာစူးစမ်းရှာဖွေရေးဆင်းတဲ့အဖွဲ့ထဲမှာ Emperor နဲ့တည့်ရဲ့ Puppet Jewel တချို့လည်းပါဝင်ခဲ့ပါတယ်။မိုးလက်ဂျိုပေါ်မှာ Warp ထဲကိုဝင်လို့ရမယ့်ထူးဆန်းတဲ့ဝင်ပေါက်တစ်ခုကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒီချက်ကြောင့်ပဲ Emperor ဟာမိုးလက်ဂျိုပေါ်မှာရှိတဲ့ Warp ထဲကိုဝင်လို့ရတဲ့ဝင်ပေါက်ရှိတယ်ဆိုတာကိုသိတာဖြစ်နိုင်တယ်လို့ Emperor ရဲ့ Psychic စွမ်းအားတွေကအလွန်အားကောင်းတာမလို့ Galaxy ထဲမှာရှိတဲ့ Warp ထဲကိုဝင်လို့ရတဲ့နေရာတွေကိုသိရလည်းဖြစ်နိုင်ပါတယ်။မိုးလက်ဂျိုကိုသွားတဲ့ခရီးစဉ်မှာ Puppet Jewel ရဲ့က Olivia Superior နဲ့ Olinius Parson ဆိုတဲ့လူမျိုးလည်းပါဝင်ခဲ့ပါတယ်။ Emperor ဟာမိုးလက်ဂျိုပေါ်ကိုရောက်တဲ့အခါမှာတော့ Warp ထဲကိုဝင်သွားပြီးနောက်ပြန်ထွက်လာတဲ့အချိန်မှာတာမန်ထက်အစာပေါင်းများစွာတာလွန်ပြီးအင်အားကြီးတဲ့နေပြားလိုမျိုးစွမ်းအားတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့တခုရှိတာက Warp ထဲမှာ Emperor က Chaos God တွေနဲ့အပေးယူလုပ်ခဲ့ရလားဒါမှမဟုတ်သူတို့စီကစွမ်းအင်တွေကိုခိုးယူခဲ့ရလား Chaos God တွေနဲ့ဘယ်လိုတွေ့ဆုံခဲ့ရလဲဆိုတာကိုတော့အတိအကျမဖော်ပြထားပါဘူး။ Emperor က Warp ထဲကထွက်လာပြီးနောက်မှာတော့ Olivia Superior ကိုမိုးလက်ဂျိုပေါ်က Warp Gate ကိုစောင့်ရှောက်ဖို့ထားခဲ့ပြီးကဘာမြေပေါ်ကိုပြန်လာခဲ့ပါတယ်။ကဘာမြေပေါ်ကိုရောက်ရှိတဲ့အချိန်မှာတော့ Emperor ဟာမိုးလက်ဂျိုပေါ်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုဘယ်သူမှမသိစေချင်တာကြောင့်သူနဲ့အတူလိုက်ပါခဲ့တဲ့ Puppet Jewel ရဲ့ကမိုးလက်ဂျိုပေါ်ကိုသွားခဲ့ဆိုတဲ့မှတ်ဉာဏ်တွေကိုစကိတ်စွမ်းအားနဲ့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ဒီမှာမိုးလက်ဂျိုအကြောင်းကိုဘာကြောင့်အကျယ်တုံးရှင်းပြနေရလဲဆိုရင်နောက်ပိုင်းမှာပါလာမယ့် Horror Heresy ရဲ့အခန်းကဏ္ဍတွေမှာအရေးပါတဲ့အရာတစ်ခုဖြစ်လို့ပါပဲ။ Emperor ဟာမိုးလက်ဂျိုကနေပြန်ရောက်ပြီးနောက်မှာတော့ Himawanta တောင်တန်းတွေအောက်မှာရှိတဲ့သူ့ရဲ့စမ်းသပ်ခန်းတွေမှာ Primer Project ကိုစတင်ပြီးတော့အကောင့်တွေဖော်ခဲ့ပါတယ်။ Emperor ဟာမိုးလက်ဂျိုပေါ်ကရရှိခဲ့တဲ့စွမ်းအားတွေကိုအသုံးပြုပြီးသူဖန်တီးထားတဲ့ Primer အယောက်20ရဲ့တယောက်ချင်းစီတိုင်းကို Ascent လို့ခေါ်တဲ့စိတ်ဝိညာဉ်တွေကိုစတင်ပြီးတော့ဖန်တီးပါတယ်။ဒါအပြင် Warp ထဲကနေပြီးတော့ Chaos God ရဲ့စွမ်းအားတွေအပြင် Warp ထဲမှာနေထိုင်တဲ့ Warp ရဲ့နတ်ဘုရားတချို့ကိုလည်းဖန်ဆီးခဲ့ပါတယ်။တခုမှမိမှာက AR ရဲ့နတ်ဘုရားတွေကိုပြောတာမဟုတ်ပါဘူး။ Warp ဆိုတာကသတ္တဝါပေါင်းစုံအရာပေါင်းစုံရှိပြီးတော့ Chaos God တွေနဲ့ AR God တွေဖြစ်ပေါ်လာချိန်မှာတော့သူတို့ဟာ Warp ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲနေရာယူထားတာပဲဖြစ်ပါတယ်။ဒါကြောင့် Warp ဟာအလွန်ကိုထူးခြားစမ်းကြယ်ပြီး Warp ထဲမှာနေထိုင်တဲ့ Chaos God တွေဟာလည်းအစွမ်းထက်ဆုံးမဟုတ်ပါဘူး။ Emperor ဟာ Warp ထဲမှာနေထိုင်တဲ့ Warp God တွေကိုဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာတော့ Primer တယောက်ချင်းစီရဲ့ခန္ဓာကိုယ်ထဲကိုထည့်သွင်းခဲ့ပါတယ်။ဒီနေရာမှာပြောစရာတစ်ခုရှိတာက Emperor ဟာ Primer ရဲ့ခန္ဓာကိုယ်ထဲမှာ Warp God တွေကိုထည့်သွင်းတဲ့နေရာမှာညီမျှမှုမရှိခဲ့ပါဘူး။
တချို့ Primer တွေရဲ့ခန္ဓာကိုယ်တွေကိုတော့ Warp God တယောက်ပဲထည့်ခဲ့ပေမဲ့တချို့ကိုတော့တယောက်ထပ်ပို့ပြီးထည့်ခဲ့ပါတယ်ဒီချက်တွေကြောင့်ပဲ Primer တယောက်ချင်းစီရဲ့စွမ်းအားတွေကမတူညီသလိုအရေးချင်းတဲ့သဘောတဘာဝတွေကလည်းကွာခြားနေခဲ့တာပါအဲဒီနောက်မှာတော့ Emperor ရဲ့ DNA ကိုအခြေခံထားတဲ့ genetic template အခု20ကိုဖန်တီးပြီး incubation pod လို့ခေါ်တဲ့ဖန်ပြိုနေထဲမှာထည့်သွင်းပြီးတော့မွေးမြူခဲ့ပါတယ်ဒီ project ကို Emperor တယောက်တည်းလုပ်ခဲ့တာမဟုတ်ဘဲနဲ့ Arda လို့ခေါ်တဲ့ perpetual အမျိုးသမီးတယောက်နဲ့ Arma Astari လို့ခေါ်တဲ့မျိုးဗီဇပညာရှင်တယောက်လည်းပါဝင်ခဲ့ပါတယ် Arda ဟာ Emperor ရဲ့ Primer project တွေကိုဖန်တီးတဲ့အခါမှာ Emperor ရဲ့မျိုးဗီဇနဲ့ Arda ရဲ့မျိုးဗီဇတို့ကိုပေါင်းစပ်ပြီး Primer တွေကိုဖန်တီးခဲ့တာပါဒါကြောင့် Emperor က Primer တွေရဲ့ဖခင်ဆိုလို့ရှိရင် Era က Primer တွေရဲ့မိခင်ဖြစ်တယ်လို့တောင်ပြောလို့ရပါတယ် Arma Astari ကတော့ Space Marine Legion တွေကိုဖန်တီးတဲ့နေရာမှာအဓိကကျခဲ့ပြီး Primer တွေရဲ့ DNA မှာတဆင့် Space Marine တွေအတွက် Gene C လို့ခေါ်တဲ့မျိုးဗီဇထုတ်လုပ်တဲ့အပိုင်းကိုတာဝန်ယူခဲ့ပါတယ် Arma Astari က Space Marine တွေကိုဖန်တီးခဲ့ရကြောင်းသူမရဲ့နာမည်ကိုအဆွဲပြုပြီးနောက်ပိုင်းမှာ Legionary Astari လို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ် Aeon Strike ကာလအတွင်းမှာ Megadol ဒီစစ်ကြလိုင်းနဲ့ပါဝင်လာပြီးသူကတော့သိပ္ပံပညာရှင်မဟုတ်ပေမဲ့ project ရဲ့လှုပ်ဝက်ချက်တွေကိုအဓိကထိန်းချုပ်ပေးရသူဖြစ်ပါတယ်နောက်ပိုင်းမှာတော့ Primer တွေရဲ့ဇယိုက်လက္ခဏာတွေကိုတုံတင်ဆုံးမပေးရသူတယောက်ဖြစ်လာခဲ့ပါတယ် project ကြီးပြီးကန်ဒီ Millennia 30အရောက်ခန့်ဒီမှာတော့ Chaos God တွေက Emperor ရဲ့စမ်းသပ်ခန်းထဲမှာဝါပွေမောက်တစ်ခုကိုဖွင့်ခဲ့ပြီး Emperor ဖန်တီးထားတဲ့ဖန်ပြိုနေအကုန်လုံးကို Glacier နဲ့လွှတ်ဆင်သွားအောင်ခိုးယူခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာ Warhammer fan တော်တော်များမသိရတစ်ခုရှိပါတယ် Primer project ကိုဖျက်ဆီးတာက Chaos God တွေဆိုတာမှန်ပေမဲ့ Warp ရဲ့ဝေမောက်ကိုဖွင့်ပြခဲ့တာကတော့ Primer တွေရဲ့မိခင်ဖြစ်တဲ့ Arda ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒါပေမဲ့ Arda ဟာ Primer တွေရဲ့မိခင်ဖြစ်လျက်နဲ့ဘာကြောင့် Chaos God ရဲ့အတွက် Warp Wing Gate ဘက်ကိုဖွင့်ပြခဲ့ရတာလဲဒီကိစ္စကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့က Unification War အပြီးကိုပြန်သွားမှရပါလိမ့်မယ်Unification ကအပြီးမှာတော့တန်တာဝါရီယာတွေဟာကဘာမြေပေါ်ကစစ်ပြင်တွေကိုအပြုတ်တိုက်နိုင်ခဲ့ပါပြီ။ဒါပေမဲ့ Emperor ဟာတန်တာဝါရီယာတွေကိုခဏတာအတွက်တီထွင်ခဲ့တာကြောင့်မလို့တန်တာဝါရီယာတွေကစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ကြတော့ပါဘူး။စိတ်ပိုင်းဆိုင်ရာချိုးရင်းလာတဲ့တန်တာဝါရီယာတွေကို Emperor ဟာပြန်လည်ကုသပြီးရပေမဲ့ Unification ကာလအတွင်းမှာဖန်တီးခဲ့တဲ့ Primer တွေရဲ့မျိုးဆက်တွေဖြစ်တဲ့ Space Marine တွေရှိနေရကြောင်းတန်တာဝါရီယာတွေကိုမလိုအပ်တော့ဘူးလို့မှတ်ယူရမလို့တုတ်တင်ရှင်းလင်းပြဖို့မိန်ပေးခဲ့ပါတယ်။ဒါကြောင့် Emperor ဟာ Ararat လို့ခေါ်တဲ့တောင်တန်းပေါ်မှာတန်တာဝါရီယာတွေအတွက်ထောင်ချောတစ်ခုကိုဆင်ခဲ့ပါတယ်။ Mount Ararat ဟာတန်တာဝါရီယာတွေအတွက်နောက်ဆုံးလည်းဖြစ်တယ်လို့ Mount Ararat ပေါ်မှာစစ်ဘီရင်တယောက်ရှိပြီး Emperor ဟာအဲ့ဒီစစ်ဘီရင်ကိုချေမှုန်းနိုင်ရင်တန်တာဝါရီယာတွေအတွက်ကဘာမြေကြီးကိုစီးလုံးတဲ့စစ်ပွဲဟာပြီးဆုံးလိမ့်မယ်လို့လိမ်လည်ခဲ့ပါတယ်။ထောင်ချောက်ဆင်ထားတာမလို့တန်တာဝါရီယာတွေအကြဆုံးများပေမဲ့ Emperor အတွက်နောက်ဆုံးတိုက်ပွဲဖြစ်တာမလို့အသေးခံပြီးတိုက်ပေးကြပါတယ်။တန်တာဝါရီယာတွေအကြဆုံးများပြီးအင်အားချိနေတဲ့အချိန်ရောက်တဲ့အချိန်မှာတော့ Emperor ရဲ့တတော်ဇောင်းတွေဖြစ်တဲ့ Custodian တွေနဲ့အသစ်ဆက်ဆက်ထုတ်လွှတ်ထားတဲ့ပထမဦးဆုံးသော Space Marine Legion ဖြစ်တဲ့ Dark Angel တွေဟာတန်တာဝါရီယာတွေကိုလိုက်လံတပ်ဖြတ်ကြပါတယ်တန်တာဝါရီယာတွေဟာဒီလိုထောင်ချောက်ဆင်ခံရတဲ့အခြေအနေမှာတော့မှ Emperor အပေါ်ကိုယုံကြည်နေစေဖြစ်ပါတယ်သူတို့ရဲ့စိတ်ထဲမှာတော့ Emperor ရဲ့ Custodian တွေဟာယူသွပြီး Emperor ကိုပြန်လည်တိုက်ခိုက်တယ်လို့တောင်ထင်နေခဲ့ကြသည့်အထိ Emperor အပေါ်မှာတန်တာဝါရီယာတွေဟာအယုံကြည်ရှိခဲ့ကြပါတယ်ဒါပေမဲ့အင်အားချင်းမမျှကြောင်းနဲ့အင်အားချိနေတဲ့တန်တာဝါရီယာတွေဟာ Custodian တွေရဲ့လန်ဒန်တွေနဲ့ Space Marine ရဲ့ဘိုးဒါတွေအောက်မှာကြာဆုံးခဲ့ရပါတယ်ဒါပေမဲ့တန်တာဝါရီယာတွေအားလုံးဟာတော့မကြာဆုံးခဲ့ပါဘူးတန်တာဝါရီယာတွေကမှလက်သဆုပ်စာလူနေငယ်လောက်ပဲတပ်ပြတ်မှုကြီးတွေကနေလွတ်မြောက်ခဲ့ပါတယ် Mount Ararat မှာတန်တာဝါရီယာတွေကို Emperor ကတပ်ဖြတ်မှုကိုကဘာတစ်ခုလုံးမသိစေချင်တဲ့အတွက်ကြောင့်မလို့ Emperor ဟာ Mount Ararat မှာတန်တာဝါရီယာဟာ Emperor အတွက်အသက်ပေးခြင်း Legion တစ်ခုလုံးကြာဆုံးသွားရလို့လိမ်လည်ခဲ့ပါတယ်ဒါပေမဲ့ Emperor နဲ့လက်တွဲအလုပ်လုပ်နေတဲ့ Order အပါအဝင် Arma Astari နဲ့ Perpetual ဟာ Emperor ဟာသူ့ရဲ့သစ္စာအရှိဆုံးဖြစ်တဲ့တန်တာဝါရီယာတွေကိုတပ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရှိသွားတဲ့အခါမှာတော့အများစုဟာ Emperor ကိုမကောင်းဆိုးဝါးတစ်ကောင်လို့ယူဆပြီး Emperor ဘက်မှမနေရောဘဲနဲ့ထွက်သွားကုန်ကြပါတယ်ဒါအပြင် Order ဟာသူဖန်တီးထားတဲ့ Primer တွေကို Emperor ကကဘာမြေ
ကိုနေချက်ပြီး Galaxy တစ်ခုလုံးကိုသိမ်းပိုက်တဲ့အခါမှာစစ်ဘီရင်အနေနဲ့အသုံးပြုမယ်ဆိုတာကိုလည်းသိရှိသွားပါတယ်။ Primarch ရဲ့မိခင်ဖြစ်တဲ့ Arda ဟာသူ့ရဲ့သားတွေကို Emperor ကသူ့လိုမျိုးလူတွေကိုတပ်ဖြတ်ပြီးမကောင်းဆိုးဝါးတယောက်ဖြစ်မှာကိုစိုးရိမ်တာကြောင့် Primarch တွေကိုထားတဲ့စမ်းသပ်ခန်းထဲမှာ Walk ဝင်ပေါက်တစ်ခုကိုဖွင့်ခဲ့ပြီး Chaos God တွေကို Primarch တွေထည့်ထားတဲ့ဖန်ပြိုတွေကိုပေးခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ Emperor ရှောင်တွေ့နိုင်လောက်တဲ့ Galaxy အနှံ့ကိုပြင်ကျဲစေခဲ့ပါတယ်။ဒီမှာလူများစုမသိရတစ်ခုက Emperor ရဲ့မူလအစီအစဉ်ဖြစ်ပါတယ်။ Emperor ရဲ့မူလအစီအစဉ်ဟာ Primarch တွေက Space Marine Legion တွေကိုဦးဆောင်မှုအတွက်ထုတ်လုပ်ခဲ့ရဖြစ်ပြီးတော့ Primarch တွေကို Emperor နဲ့အရင်ကြီးဆုံးဖြစ်တဲ့ Perpetual တွေကဦးဆောင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးတာကတော့ Emperor ကသူ့ရဲ့လုပ်ရက်တွေကြောင့် Perpetual တော်တော်များများနဲ့သူဖန်တီးထားတဲ့ Primarch တွေကမရှိကြတော့ပါဘူး။ဒါကြောင့် Emperor က Great Crusade ကို Primarch တွေနဲ့ Perpetual တွေမပါဘဲစခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ Emperor မှာသူဖန်တီးထားတဲ့ Legion အခု 20 တဲက Space Marine တွေဟာကြန့်ရှိနေရမလို့ Emperor ကလူသားတွေ Cherry ကိုနေမြေပြန်လဲချဲ့ထွင်နိုင်ရေးအတွက်စတင်ပြီးတော့လှုပ်ဆောင်ပါတယ်။ Emperor ဖန်တီးခဲ့တဲ့ Legion အခု 20 ရဲ့နာမည်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ Legion number 1ကတော့ The Uncrowned Prince ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Dark Angel လို့အတိများလာပါတယ်။ Legion number 2ကတော့ GW ကစာရေးဆရာတွေကထဲမြေးလာပြီး Emperor ကသမိုင်းနဲ့အထိပါဖျောက်ဖျက်ဖြစ်ခဲ့ရမလို့ဘယ်သူမှမသိပါဘူး။ Legion 3ကတော့ The Paladin Blade ပါ။ Legion 4ကတော့ The Cold Grinder ။ Legion 5က The Star Hunter ။ Legion 6က The Rock ။ Legion 7က The Stone Master ။ Legion 8က The Night Cherub ။ Legion 9က The Reverend Legion ။ Legion 10က The Stone Walker ။ Legion 11ကတော့ Legion 2နဲ့ပုံစံတူပဲဖြစ်ပါတယ်။ Legion 12က The Warhound ။ Legion 13က The Warborn ။ Legion 14က The Dust Rider ။ Legion 15က The Thousand Sun ။ Legion 16က The Wrath ။ Legion 17က The Imperial Herald ။ Legion 18က The Dragon Warrior ။ Legion 19က The Pale Nomad ။ Legion 20က The Ghost Legion တို့ပဲဖြစ်ပါတယ်။ Emperor ဟာကဘာမြေကိုစူးစီးပြီးရဲ့နောက်မှာတော့ကဘာမြေနဲ့အနီးဆုံးဖြစ်တဲ့လကဘာလူနာကိုကျူးကျော်ဖို့စတင်ပြင်ဆင်လာပါတယ်။ Emperor ဟာ Great Crusade ကြီးစတင်ဖို့ပြင်ဆင်နေတဲ့အချိန်မှာတော့အချို့သောဝေးလံခေါင်ဖျားတဲ့ဒေသတွေနဲ့မြေအောက်ခံတပ်တွေမှာတော့ပြန်လည်တွန်းလှန်မှုတွေရောရှိနေပါသေးတယ်။အဲ့ထဲမှာတော့အတွန်းလှန်ဆုံးကတော့ The Agnakiel Caucasus Way ပါ။ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ The Agnakiel Caucasus Way ဟာတောင်တန်းတွေထဲမှာရှိရမလို့မြေအောက်မှာလှိုင်ကောင်းတွေသုံးပြီးစွန့်ရင်ထုတ်လုပ်တဲ့စက်ရုံတွေကိုတိစောက်က Emperor ကိုပြန်လည်တော်လှန်တိုက်ခိုက်ကြပါတယ်။ဒါကြောင့် Emperor ကပထမဦးဆုံး Legion ဖြစ်တဲ့ The Uncrowned Prince နောက်ပိုင်းမှာ Dark Angel လို့အတိများလာတဲ့ Legion ကိုစေလွှတ်ပြီးနှိမ်နင်းစေခဲ့ပါတယ်။တချို့တွေကတော့ပြန်လည်တိုက်ခိုက်ခဲ့ပြီးလက်နက်ချဖို့ငြင်းဆန်ခဲ့တာကြောင့် The Night Cherub လို့ခေါ်တဲ့နောက်ပိုင်းမှာ Night Lord လို့လူသိများလာတဲ့ Legion ကိုစေလွှတ်ပြီးရဲဆက်ဆက်တပ်ဖြတ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပုံကံမှုတွေမဖြစ်အောင် The Stone Master Legion နောက်ပိုင်းမှာ Imperial Fist လို့အတိများလာတဲ့ Legion ကိုကဘာမြေပေါ်မှာခံတပ်ပေါင်း600ကျော်ကိုတိစောက်ခဲ့ရပါတယ်။ Imperial နန်းတော်ကိုတော့ Emperor ဟာ Unification War အပြီးမှာသူ့ရဲ့မြေအောက်ခံစမ်းသပ်ခန်းပေါ်မှာရှိတဲ့ဟိမဝန္တာတောင်ကြီးကိုဖြိုချပြီးနန်းတော်ရဲ့အခြေခံအုတ်မြစ်ဖြစ်အသုံးချခဲ့ပါတယ်။နန်းတော်ဟာဟိမဝန္တာတောင်တန်းကနေစတင်ပြီးအာရှတိုက်ရဲ့တော်တော်များများထိနေရာယူထားကအလွန်ပင်ကျယ်ဝန်းပါတယ်။နန်းတော်ကိုတော့ Emperor ကိုဒီဇိုင်းဆွဲခဲ့ပြီးတိစောက်ခဲ့ပါတယ်။ Emperor ရဲ့ Great Crusade ကအကောင်အထည်စတင်ပြီးတော့ပေါ်လာပါပြီ။ Emperor ဟာပထမဆုံးအနေနဲ့လကဘာဘော်ကို Space Marine Legion 3ခုကိုစေလွှတ်ပြီးကျူးကျော်စေပါတယ်။ပထမဆုံးမှာတော့ Emperor ကလူနာကိုမကျူးကျော်ခင်မှာတသမန်ရေးရာအရာစေလွှတ်ပြီးကဘာမြေပြင်နဲ့ပူးပေါင်းမှုစူးစမ်းပေမဲ့လူနာဘက်က Emperor ကိုမောက်မာတဲ့စစ်ပြင်တစ်ပါးဆိုပြီးညှင်းဆိုခဲ့ပါတယ်။ဒါကြောင့် Emperor ကလူနာကိုကျူးကျော်ဖို့အတွက် Legion 3ခုကိုစေလွှတ်ခဲ့ပါတယ်။ကျူးကျော်ခဲ့တဲ့ Legion တွေကတော့ The Warborn နောက်ပိုင်းမှာ Ultramarine လို့အတိများလာကြပါတယ်။ပြီးတော့ The Stone Master နောက်ပိုင်းမှာတော့ Imperial Fist လို့အတိများလာကြပါတယ်။ပြီးတော့ The Rock လို့ခေါ်တဲ့ Legion မှာတို့တော့နောက်ပိုင်းမှာ Lunar Wolf Legion လို့အတိများလာကြပါတယ်။ဒီလိုနဲ့ကဘာမြေပြင်နဲ့လကဘာကြားမှာစတင်ပြီးတော့စစ်ပွဲတွေထပ်မံဖြစ်ပွားပါတယ်။ဒီခါမှာတော့အရင်တစ်ခေါက်ကလိုကဘာမြေပေါ်က Techno Barbarian တွေမဟုတ်တော့ဘဲနဲ့ Emperor ဦးဆောင်တဲ့အစွမ်းထက်တဲ့ Space Marine Legion တွေဖြစ်တာကိုလူနာဘော်က Selena Jean ကော့ကမတိခဲ့ပါဘူး
ဘူးစစ်ပွဲဟာအာကာသနဲ့မြေပြင်တွေပေါ်မှာအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ဆလီနာဂျင်းကော့ဟာကျောင်းမာစတာလီဂျင်နဲ့ဝါဘွန်လီဂျင်တွေကိုပြန်လည်ခုခံနိုင်ခဲ့ပေမဲ့ The Rock လူနာဘူးလီဂျင်ကတော့အလစ်အငိုက်ကြားကနေဝင်ရောက်တိုက်ခိုက်ခဲ့တာမလို့လူနာရဲ့ခံစစ်တွေကျိုးပြတ်ကုန်ပြီး The Rock လီဂျင်ဟာလက်ကမဘော်ကဆလီနာဂျင်းကော့ရဲ့မြောက်တခွဲကန်းတွေကိုဝင်ရောက်တိုက်ခိုက်ကြပါတယ် The Rock လီဂျင်ဟာလက်ကမဘော်မှာတိုက်ခိုက်တဲ့အခါမှာအလွန်ကိုရက်စက်ကြမ်းကြုတ်တာကြောင့်ဆလီနာတွေဟာအင်ဘရာကို Call of Your Wolf မင်းရဲ့ဝင်ပလီတွေကိုပြန်ဆုပ်ဖို့အမိန်ပေးပါဆိုပြီးအောင်တောင်းပန်ခဲ့ရပါတယ်လက်ကမစစ်ပွဲဟာ The Rock လီဂျင်ကျေးဇူးကြောင့်6နိုင်ကျော်သာကြာမြင့်ခဲ့တာဖြစ်ပြီးအင်ဘရာဟာ The Rock လီဂျင်ကိုဂုဏ်ပြုတဲ့အနေနဲ့ Luna Wolf ဆိုတဲ့နာမည်ကိုပေးခဲ့တာဖြစ်ပါတယ်ဒီအောင်ပွဲတွေကြောင့်အင်ဘရာက Space Marine တွေကိုကမ္ဘာမြေပြင်ပေါ်မှာထက် Luna ပေါ်မှာရှိတဲ့တခွဲကန်းတွေမှာအမြောက်အများထုတ်လုပ်နိုင်ခဲ့တဲ့အရာတွေကိုရရှိခဲ့ပြီးတခြားဂျိုတွေကိုနေချက်နိုင်မှုအတွက်လိုအပ်တဲ့အင်အားတွေကိုလည်းရရှိခဲ့ပါတယ်နောက်ဗီဒီယိုမှာတော့ Ember ရဲ့ Solar System ကိုပြန်လည်နေချက်ပုံနဲ့ The Great Crusade အခြေပြန့်ကိုဖော်ပြသွားမှာဖြစ်ပါတယ်ကြည့်ရှုရတဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်